လေးလွာ physical မေးထားတဲ့သမီးလေးကိုပြရင်းနဲ့ချစ်ရသူများအားလုံးကိုပြပေးလိုက်ပါတယ်เนาะဥပမာအားဖြင့်ပေါ့เนาะဒါကတော့ customer လေးကိုယ်တိုင်ခါ28တင်ရ36 6လက်မအရှည်က38ခွဲရှိပါတယ်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့လေးနဲ့စားမယ်နှစ်လက်မပေါင်းမယ်နှစ်လက်မပေါင်းနေဆိုတာကတစ်လက်မကချုပ်စာပေါ့เนาะတစ်လက်မကထောက်စာတင်ရတော့36 6စိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့36လက်မနဲ့6စိတ်ကို4နဲ့စားမယ်အပေါင်းတစ်လက်မကချုပ်စာတစ်လက်မပေါင်းပါတယ်အရှည်က38ခွဲကိုကျမတို့ကတစ်လက်မခွဲပေါင်းပါတယ်အပေါ်အောက်ကောအကုန်လုံးချုပ်စာတစ်လက်မခွဲပေါင်းတော့40လက်မသူကတစ်လက်မခွဲနေရာမှာ2လက်မခွဲ3လက်မအထိပေါင်းလို့ရပါတယ်เนาะဒါမိမိစိတ်တိုင်းကြခောက်ချင်သလိုပေါင်းလို့ရပါတယ်အဲ့တော့28ခွဲကို4နဲ့စားမယ်ဒီမှာ28 4နဲ့စားတော့4ခုနဲ့28အဲ့တော့ဘယ်လောက်ရလဲ9အပေါင်း2ဆိုတော့ဘယ်လောက်လဲ9ရတယ်เนาะ9လက်မရပါတယ်ဒီမှာကျတော့36 6စိတ်36 6စိတ်ကိုကျမတို့4နဲ့စားမယ်4 9 36ဒီမှာ6စိတ်ကြံချမယ်ဆိုတော့4တက်လီ4ဆိုတော့ 9.1 ကို1ပေါင်းတော့ထပ်ပြီးတော့မစားနဲ့တော့ရပြီเนาะ9.1ဆိုတော့ 10.1 လက်မပေါ့เนาะကဲဆွဲပါမယ်เนาะသုံးပေါင်ခတ်ပါမယ်เนาะပေါင်ခတ်မယ်ဆိုရင်အရှည်40ဖြစ်တဲ့အတွက်ကြောင့်40အထိကိုကျမတို့ယူမယ်အောက်ကတက်လက်မအပေါ်ကလက်မဝက်ယူပါမယ်အဲ့တော့ဒီအကျယ်ကတော့တင်ပါအကျယ်က10.1ဖြစ်တဲ့အတွက်ကြောင့်10.1အများဆုံးဖြစ်တဲ့အတွက်ကြောင့်10.1တောက်လျှောက်ယူထားပါမယ်အဲ့တော့အရင်ဆုံးဒီနေရာမှာခါဖြစ်သွားရင်เนาะဒါချုပ်စာပေါ့ခါကဘယ်လောက်လဲဆိုရင်ခါက9လက်မနဲ့6လက်မဖြစ်တဲ့ကြောင့်6လက်မမှတ်မယ်6လက်မမှတ်ပြီးတော့သူ့ရဲ့တင်အကြကိုကျမတို့ကတိုင်းထားတယ်ပေါ့နော်ခါကနေပြီးတော့တင်အလေအမှတ်ဒီတင်အကြဥပမာပေါ့ကျမတို့ဒီမှာဒါနောက်ချမ်းပဲထားနောက်ချမ်းတင်လေးထားတင်အကြလေးကဒါတင်လုံးရဲ့ဒီတင်ပတ်လေပေါ့ဒီခါကနေပြီးတော့ဒီတင်အကြလေးကကျမတို့ကလူလေးကတယောက်နဲ့တယောက်မတူ6လက်မခွဲ8လက်မခွဲအမျိုးစုံရှိရပါတော့เนาะကျမအခုတိုင်းထားတာ6လက်မဖြစ်တဲ့အတွက်ကြောင့်6လက်မချလိုက်ပါမယ်เนาะဒီကနေ6လက်မချပြီးတော့ဒီနေရာကတင်ပတ်လေရဲ့အမှတ်ဖြစ်ပါတယ်အဲ့ဒါက10.1ဖြစ်ပါတယ်10.1ဆယ်လက်မနဲ့တစ်စိမ့်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ခါနဲ့တင်နဲ့ကိုကျမတို့ဒီလိုဆက်လိုက်မယ်เนาะဆက်ပြီးတော့ကျမတို့ကဒါလေးကိုကပ်လေးနဲ့ဝိုက်ပါမယ်เนาะဒီနေရာကိုဒီနေရာလေးကိုဒီလိုမျိုးပေကွေးလေးနဲ့ကျမတို့ဝိုက်ပါမယ်เนาะပြီးတော့ကျမတို့ကဒီမှာဒီလိုပုံစံလေးတက်လိုက်ပါမယ်เนาะအဲ့တော့ဒါကတော့လက်မနီးဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကအကုန်လုံးကချုပ်စာပါပြီးသားချုပ်စာထည့်စရာမလိုပါဘူးเนาะအဲ့တော့ဒေါင်းမှတ်မယ်ဒေါင်းမှတ်ခင်ပေါ့ကျမတို့အောက်ကိုယူပါမယ်ဒီတင်အမှန်ကနေပြီးကျမတို့3လက်မလောက်ချပဲချပြီးတော့ကျမတို့ဒီလိုဒီအဆောင်လေးကိုဒီအောက်အဖျားလေးကိုကျမတို့1လက်မခွဲလောက်ကျမတို့ရှူပါမယ်1လက်မခွဲနေရာမှာရှူတာတိတ်ကြိုက်ဘူးဆိုရင်1လက်မလောက်လည်းရတယ်တချို့ဆိုလည်း1လက်မ2စိမ့်လောက်တော့ရှူပါတယ်เนาะလုံးဝဒေကြီးကတော့မဝစ်ကြပါဘူးเนาะဒါကတော့အောက်မှာခောက်စာလေးကိုကားယူထားတယ်ပြီးကမှခောက်ပြီးတော့ညှက်ပါမယ်เนาะဒါ3လက်မဆိုတာတင်မနည်းနည်းရှိရလူတင်မမရှိရလူဆိုရင်ဒီအပေါ်ကနေ2လက်မလောက်ကနေချပြီးတော့ဒီလိုဝိုင်းလို့လည်းရပါတယ်เนาะတောင်းမှတ်မယ်ဆိုရင်အခုဒီက6လက်မဖြစ်တယ်6လက်မကိုမှ1လက်မလျှော့ပြီးတော့8လက်မကိုမှတောင်းတဝက်ဝက်ပြီးတော့မှတ်မယ်ဆိုတော့4လက်မကနေတောင်းမှတ်ပါမယ်เนาะဒါကိုကျမတို့က F ချမ်းအနေနဲ့ယူလိုက်မယ်เนาะ F ချမ်းအနေနဲ့ယူမယ်ဆိုတော့ဒီကနေပြီးတော့ကျမတို့ဘယ်လောက်ဆင်းမလဲဆိုတော့5လက်မသို့မဟုတ်5လက်မခွဲလောက်ဆင်းလိုက်မယ်5လက်မခွဲလောက်ဆိုတော့ပဲတောက်ကတော့လက်မဝက်တောက်လေးဖြစ်ပါတယ်ဒါကတော့စားထိုးရမယ်အပိုင်းဖြစ်ပါတယ်ထိုးရမယ်အပိုင်းဖြစ်ပါတယ်เนาะဒါတွေကလည်းစားထိုးရမယ်အပိုင်းနေเนาะဒီအောက်တွေကလည်းစားထိုးရမယ်အပိုင်းနေဒါတွေကလေပြရမယ်အပိုင်းဖြစ်ပါတယ်เนาะလေးလွာခွေးပိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကလေးလွာမှာအဖုံးချမ်းလဲရှေ့ချမ်းဖြစ်တဲ့အတွက်ကြောင့်မလို့အဖုံးချမ်းရှိမယ်လေးလွာထမိန်နေလိုပဲခွေးပိတ်ကြီးဖြစ်တယ်เนาะအဲ့တော့ကျမတို့ကဒီမှာချုပ်စာတက်လက်မကိုဖယ်ချုပ်စာတက်လက်မကိုဖယ်တဲ့ခါမှာဒီမှာ 9.1 10.1 ကိုတက်လက်မဖယ်တော့ 9.1 ကို3ပုံနဲ့ဆိုတော့တစ်ခုကို3လက်မစီဖြစ်တယ်3ပေါ့နော်ထားပါတော့1ကတော့เนาะ3ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကဒီတပုံလေးอ่ะကျမတို့ကဒီတပုံလေးอ่ะအဖုံးချမ်းဖိရမယ်အပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ဒီမှာအခု6လက်မကြံမယ်6လက်မကိုနှက်ပြန်ဒီဘက်ရှေ့မှာဒီရှေ့လေးမှာဘယ်လောက်ပို့ထုံလဲဆိုတော့ကျမတို့ကညှက်မယ်ဆိုရင်6လက်မဆိုတော့6နဲ့4စနစ်လောက်ပို့ထုံရင်အတော်ပဲ12လက်မလောက်ပို့ပြီးတော့ထုံမယ်အဲ့ဒါကတော့ညှက်နီးမှာပြပေးပါမယ်เนาะ
မျိုးရှေ့ချမ်းနဲ့နောက်ချမ်းနဲ့ကိုကျမတို့ကိုယ်တွေကိုဖွီးလိမ်ပြီးတော့ကူးလို့လည်းရတယ်ပြန်ဆွဲလို့လည်းရတယ်ဘီချမ်းနောက်ချမ်းဟာဒါနောက်ချမ်းခုနရှေ့ချမ်းနောက်ချမ်းကနှစ်ချမ်းရှိတဲ့အတွက်ကြောင့်ကျမတို့ကဒီမှာခောက်ချောင်းနဲ့ယူရမယ်နော်ခောက်ချောင်းနဲ့ယူပြီးတော့နှစ်ချမ်းရှိတဲ့ချက်မှာဘယ်ချမ်းညာချမ်းမှာတစ်ချမ်းပဲဆွဲထားတဲ့သဘောပဲဖြစ်ပါတယ်အဲ့တော့ထောင်းမှန်မယ်ဆိုရင်နောက်ချမ်းမှာတင်တောက်လေးကိုကျမတို့ကဒီလိုအတဲ့ယူလို့လည်းရတယ်စောင်းပြီးတော့ယူလို့ရတယ်စောင်းမှဆိုလက်မဝက်ဆောင်ယူလို့ရတယ်ကျမအတဲ့ပဲယူလိုက်မယ်နော်ငါလက်မခွဲအတဲ့ယူလိုက်မယ်နောက်ကတော့လက်မဝက်ထောက်ဒီကောင်မလေးကတင်တောက်ကိုနှစ်ခုကြိုက်တယ်များသောအားဖြင့်တော့တစ်ခုနှစ်ခုဆိုတာကဒီဘက်မှာတစ်ခုဘယ်ချမ်းတစ်ခုเนาะနောက်ချက်မှာဘယ်ချမ်းတစ်ခုညာချမ်းတစ်ခုနှစ်ခုယူတယ်ဒါပေမဲ့သူကထမိန်နေခွာတော့တီလိုပဲဒီဘက်နှစ်ခုဒီဘက်နှစ်ခုเนาะဘယ်ချမ်းနှစ်ခုညာချမ်းနှစ်ခု၄ခုလိုချင်တဲ့အတွက်ကြောင့်ကျမတို့ကနောက်ထပ်တောက်တစ်ထောက်ထပ်ထည့်မယ်နောက်ထပ်တောက်တစ်ထောက်ထပ်ထည့်မယ်ဆိုကျမတို့ကဒီကိုတွေကဒီကနေလာတာပေါ့เนาะအဲ့တော့ဒီကနေကျမတို့ကဒီကနေလာတာအသာထားကျမတို့ကတောက်နောက်ထပ်တစ်ခုထပ်ထည့်မယ်ဆိုရင်ဒီမှာတလမသုံးမတလမ2စိတ်လောက်ကွာလိုက်เนาะဒီကနေပြီးတော့ဒီအမှတ်ကနေတလမ2စိတ်လောက်ကွာပြီးတော့တောက်အသေးလေးတစ်ခုကိုထပ်ထည့်မယ်အဲ့ဒါကြတော့ကျမတို့ကဒီလိုအရှည်ကခုန9ခွဲဆိုရင်ဒါ9လောက်ကနေပြီးတော့ယူမယ်အဲ့တော့ကျမတို့ကဒီလိုဒဲယူလို့လည်းရတယ်ဒါပေမဲ့ဒဲမယူဘူးကျမတို့ကနည်းနည်းလေးစောင်းလိုက်မယ်เนาะလက်မဝက်လောက်စောင်းလိုက်မယ်เนาะ9ရှည်ယူမယ်လက်မဝက်လောက်စောင်းလိုက်မယ်အဲ့လိုယူလိုက်မယ်တောက်ကတော့ကျမတို့လက်မဝက်တောက်သို့မဟုတ်3စိတ်တောက်ထည့်လို့ရခဲ့3စိတ်တောက်ပဲကျမထည့်ပြမယ်3စိတ်တောက်3စိတ်ဆိုရင်ဒီဘက်3စိတ်ဒီဘက်3စိတ်ဆိုတော့ဘယ်လောက်လဲ6စိတ်6စိတ်ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကပထမကိုယ်တည်းကဒီအထိပဲရှိရယ်6စိတ်ဒီမှာတောက်တစ်ချောင်းကိုဒီမှာချုပ်ရမှာထပ်ယူတဲ့အတွက်ကြောင့်မလို့ဒီမှာဒီကနေပြီးတော့ကျမတို့က6စိတ်လောက်ပို့ယူလိုက်မယ်6စိတ်လောက်ပို့ယူပြီးတော့ကျမတို့ကဒါတောက်ကိုဒီလိုချုပ်မဲ့အတွက်ကြောင့်မလို့เนาะတောက်ကိုဒီလိုချုပ်မဲ့အတွက်ကြောင့်မလို့ဒီတောက်တစ်ခုထည့်တဲ့အတွက်ကြောင့်ဒီမှာကျမတို့ကပို့ယူလိုက်တာပေါ့เนาะအဲ့တော့ဒီမြင်းကွေးလေးနဲ့ graph လေးနဲ့ကျမတို့ကဒီလိုလေးဝိုက်ပြီးတော့ယူပါမယ်နော်ဟုတ်ပြီလားအဲ့တော့ဒါကဘာလဲစားထုတ်ပြရမယ်အပိုင်းနော်ဒီလိုကော့ပြီးတော့ယူတာပေါ့နော်အဲ့တော့ဒီဟာတွေကကျမတို့ကမပါတော့ဘူးကျမတို့ညှက်ရမယ်အပိုင်းကဒီကနေပဲညှက်ရပါမယ်နော်ဒီဟာတွေကတော့ထုံးစံအတိုင်းကျမတို့ကစားထုတ်ပြရမယ်အပိုင်းဖြစ်ပါတယ်ဒါကတော့အောက်ခေါက်စားတလက်မခေါက်စားနော်ဟိုကျမတို့အရင်ညှက်ပါမယ်ဒီမှာနော်ခောက်ပြီးတော့ညှက်ပါတယ်နော်အလှချင်းဖြိုးအလှချင်းထပ်ပြီးခောက်ပြီးညှက်ပါမယ်တောက်ကနောက်ချမ်းမှာ2ခုပါပါမယ်เนาะအဲ့ဒီအတွက်ကြောင့်ဒီဟာကိုပို့ထားခြင်းဖြစ်ပါတယ်အရှိကတော့เนาะဟိုဗါတဲ့ကချင်စီဖြစ်တဲ့အတွက်ကြောင့်အရှိတလက်မတောင်ခောက်လို့မရအောင်เนาะအဲ့တော့တလက်မမခောက်ဖဲနဲ့ယူပါမယ်เนาะချမ်းနောက်ချမ်းကတောက်2တောက်ခောက်ပြီးတော့ယူထားတာဒါတွေကတော့ချုပ်စာတွေပေါ့เนาะကဲဒါကတော့နောက်ချမ်းလေးရပါပြီရှင်ဒါကတော့ရှေ့ချမ်းပဲပေါ့နော်ရှေ့ချမ်းဆိုတော့တောက်တစ်ချောင်းပဲပါပါတယ်ကျမတို့ကဒီမှာ12လက်မလောက်ပို့ထုတ်ဆိုတဲ့အတွက်ကြောင့်12လက်မလောက်ဒီမှာပို့ထုတ်ပါတယ်ဒီဟာကိုတော့ကျမတို့ခောက်ကြောင်းနဲ့ယူလိုက်ပါမယ်နော်အဲ့တော့ဒီဟာကိုကျမတို့အတန်းလေးအလိုအရင်မှတ်ထားမယ်အတန်းလေးမှတ်ပြီးကျမတို့လက်မဝက်လောက်ချမယ်လက်မဝက်လောက်ချပြီးဒီလိုလေးစောင်းပြီးတော့ယူလိုက်ပါမယ်ပြီးတော့ကျမတို့ညှက်မယ်တောက်တွေမှတ်မယ်ချုပ်စာတွေမှတ်ပါမယ်နော်ဒါရှေ့ချမ်းကိုကျမတို့ဒီလိုခောက်ကြောင်းလေးနဲ့ညှက်ပါတယ်เนาะတောက်ကဒီမှာတစ်ခုဒီဘက်မှာတစ်ခုနှစ်ခုပေါ့เนาะအဲ့ဒါပြီးတော့ကျမတို့ကဘယ်ဘုံဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကရှေ့ချမ်းမှာဒီလိုထပ်ပါမယ်เนาะကျမတို့ဒါရှေ့ချမ်းပေါ့เนาะရှေ့ချမ်းကိုအဖုံးချမ်းလေးကိုကျမတို့အရင်ဆုံးခောက်ထားကြည့်မယ်เนาะအဖုံးချမ်းကဘယ်ဘက်မှာအဖုံးချမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ဘက်မှာအဖုံးချမ်းလေးကိုထားပါမယ်ဒီအဖုံးချမ်းနဲ့ဒီအကွာဝေးရပေါ့နော်ဒီအကွာဝေးလေးကကျမတို့ကစက္ကူပတ်တန်မှာ၄လက်မဖြစ်တဲ့အတွက်ကြောင့်၄လက်မသို့မဟုတ်၄လက်မခွဲလက်မဝဲလောက်ကွာလဲရပါတယ်เนาะအဲ့တော့ရှေ့နဲ့နောက်နဲ့ကိုကျမတို့ထပ်ကြည့်ရအောင်เนาะစက္ကူပတ်တန်နဲ့ပဲထပ်ဖြင်းစားနဲ့ပဲထပ်ရှေ့နဲ့နောက်နဲ့ထပ်ကြည့်မယ်အဓိကကခါနဲ့တင်နဲ့ခါကကျမတို့ကနောက်ချမ်းမှာတောက်2တောက်ရှေ့ချမ်းမှာတောက်1တောက်ဖြစ်တယ်အဲ့တော့နောက်ချမ်းကကျမတို့ကဒီဘက်ဘေးကို6စိတ်စီပိုများနေတယ်เนาะအဲ့တော့တင်မာကတော့ကွက်တီဖြစ်တဲ့အတွက်ကြောင့်တင်မာနေရာကိုတော့ကျမတို့ကကွက်တီယူမယ်ဒီရှေ့ချမ်းမှာကျမတို့ကဒီဘက်ကို6စိတ်စီရော့ယူမယ်เนาะဒီရှေ့ချမ်းကို6စိတ်စီရော့ယူမယ်ဆိုလိုချင်တာကကျမတို့ကရှေ့ချမ်းနဲ့နောက်ချမ်းနဲ့တင်မာချင်းတူရင်ဒီတိုင်းခါရောတင်မာရောကွက်တီညှက်လို့ရတယ်ဒါပေမဲ့ဓာတ်တွေမှာနောက်ချမ်းမှာဓာတ်နောက်တစ်တော့ပို့သွားတဲ့အတွက်ကြောင့်ပို့ထားတယ်เนาะ
6စိတ်ပို့ထားရတဲ့အတွက်ကြောင့်ဒီမှာကျမတို့ကဒီမှာ6စိတ်กว่าတယ်နော်6စိတ်กว่าဒါဆိုမှန်သွားပြီကျမတို့လိုထက်ကြည့်မယ်တင်မချင်း okay လားကျမတို့ထက်ကြည့်မယ်တင်မချင်း okay လားအပေါ်နဲ့အောက်နဲ့ကိုထက်ကြည့်မယ်ထက်ကြည့်ရခါမှာတင်မချင်းလည်း okay ဝါပြီကဲတင်မချင်းလည်း okay ဝါပြီအဲ့ဆိုရင်ရပါပြီအောက်ချမ်းကတော့ရတယ်နော်ကြိုက်တယ်လို့သူကတူနည်းနည်းလေးဒီမှာကျမတို့တော့ထက်ကြည့်လိုက်မယ်okay လား okay ပြီကဲ okay ပြီဆိုရင်ကျမတို့ပြန်ယူမယ်ပြန်ယူပြီးတော့အဖုံးချမ်းကိုအဖုံးချမ်းလေးကိုကျမတို့ဒီလိုလေးမှတ်ထားမယ်မှတ်ထားတဲ့အခါမှာဒီမှာအဖုံးချမ်းရဲ့ဒီအောက်ဖက်မှာညီနေရနော်အဲ့လိုညီလို့မရဘူးကျမတို့ကလက်မဝဲတော့ကျမတို့ပိုတင်လိုက်မယ်နော်ဒါကတော့ကျမညှက်နေကြလက်မနေအတိုင်းပဲကျမယူတာပါဒါကတော့လက်မဝဲတော့ပိုတင်လိုက်ပါတယ်ကဲအဲ့တော့ဒီတိုင်းပြန်ပြီးတော့ကျမတို့တင်မယ်